ဒီကလေးအလုပ်သမားလေးတွေဟာနားချင်မရပဲ20နာရီတောက်လျှောက်အလုပ်လုပ်နေရတာပါရက်ဆက်တဲ့ကြီးကြပ်ရေးမှုကတိုးတချောင်းကန်ပြီးအလုပ်ရုံနဲ့လှည့်ပတ်ဆောင်ကြည့်နေပါတယ်အဲ့ဒီအချိန်မှာတတိရောက်လာပါတယ်ကြီးကြပ်ရေးမှုကကလေးမလေးတယောက်ကိုတူတော့ဖို့အရက်နဲ့ခိုင်းလိုက်ပြီးမဲ့ကလေးမလေးကကြောက်လုံးလုံးဖန်ခွက်ကိုလွတ်ကြပြီးကွဲသွားခဲ့ပါတယ်ချက်ချင်းဆိုသလိုပဲကြီးကြပ်ရေးမှုကကလေးမလေးကိုရိုက်နှက်လိုက်ပါတယ်ဒါကိုမြင်လိုက်ရတဲ့ကောင်လေးတယောက်ကတော့ပိုပြီးကြောက်လန့်သွားပါတယ်ထိတ်လန့်သွားတဲ့အထဲမှာတတိရဲ့ပေါ်ဝါကိုမတော်တဆဆွဲမိသွားပါတယ်တတိမထားမိခင်မှာပဲအဲ့ဒီပေါ်ဝါကအကွက်ပါတဲ့အယုတ်လေးတယောက်ဖြစ်သွားခဲ့ပါတယ်ကြီးကြပ်ရေးမှုကဒေါသထွက်ပြီးကောင်လေးကိုရဲရဲဆက်ဆက်ရိုက်နှက်ပါတယ်တတိကအနားကိုပြေးလာပြီးကူညီပေးမလားလို့ထင်ရပေမဲ့မဟုတ်ပါဘူးသူကပဲဝင်ပြီးအဆုံးတက်အောင်လဲလိုက်တာပါကောင်လေးကတော့အဲ့ဒီနေရာမှာပဲလက်နဲ့ခံရပြီးတည်ဆုံးသွားခဲ့ပါတယ်တတိထွက်သွားပြီးနောက်တခြားကလေးတွေကကောင်လေးစီကိုပြေးလာကြပေမဲ့ကြီးကြပ်ရေးမှုကသူတို့ကိုကြမ်းတမ်းစွာနဲ့မောင်းထုတ်လိုက်ပါတယ်ကြီးကြပ်ရေးမှုကအကွက်ပါတဲ့အယုတ်လေးကိုကောက်ကင်ပြီးကြည့်နေတဲ့အချိန်မှာပဲမိုးကြိုးတစ်ချက်ပစ်ချလိုက်ပြီးအယုတ်လေးကချက်ချင်းဆိုသလိုတက်ခွေသွားပါတယ်ကြီးကြပ်ရေးမှုမတိလိုက်တာကတော့တတော်ဝါလေးတစ်ကောင်ကတကားတော့ကနေလွတ်မြောက်သွားရပါပဲဒီတတော်ဝါလေးကတတိရဲ့ရွှေတက်ကိုခိုးယူပြီး tracker တစ်စီးနောက်ကလိုက်ပါသွားခဲ့ပါတယ်တင်မောစိတ်ထိလက်ရှာပေမဲ့နောက်ဆုံးမှာတော့တတိကိုလွှဲချော်သွားခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲအတက်ကြီးရဲ့တင်မောသားတစ်ယောက်ကမြေပြင်ပေါ်မှာတေးချင်အောင်ဆောင်နေတဲ့အယုတ်လေးကိုတွေ့သွားပါတယ်သူ့မြေရဲ့ဝင်းကြီးကိုတတိယသွားပြီးအယုတ်လေးကိုလက်ဆောင်ဖြစ်ထိုးဖို့ကဂျော်ဂျန်လို့ခေါ်တဲ့သူ့မြေစီကိုယူဆောင်သွားခဲ့ပါတယ်ဂျော်ဂျန်ကတော့ဒီအယုတ်လေးကြောင့်သူ့ဘဝကြီးတစ်ခုလုံးပြောင်းလဲသွားတော့မယ်ဆိုတာကိုလုံးဝမသိရှာပါဘူးဂျော်ဂျန်ကရှက်တက်ပြီးနူးညံ့တဲ့ကောင်လေးတစ်ယောက်ပါအကြောင်းကလူမိုက်တွေကတခြားလူတွေကိုအနိုင်ကျင့်နေတာမြင်ရင်ဘာမှမပြောရပါဘူးဒါပေမဲ့ဒီနေ့တော့တစ်ခုခုကထူးခြားနေပါတယ်ရုတ်တရက်အတန်ကလူမိုက်ကိုလှမ်းအော်လိုက်ပါတယ်ရှက်လိုက်ဆန်းဆက်စီသူ့ကိုဝေးဝေးနေလိုက်ဆန်းမဟုတ်ရင်ငါနင်းကိုအနက်ခံလိုက်မယ်အားလုံးလည်းအားတင်ပြီးလှည့်ကြည့်လိုက်ကြပါတယ်ဂျော်ဂျန်လည်းဘာဖြစ်မှမသိပဲငင်းနေပါတယ်ဘာလို့လဲဆိုတော့အဲ့ဒီအတန်ကသူပြောတာမဟုတ်လို့ပါသူ့ကြောပိုးအိတ်ထဲကနေထွက်လာတာပါလူမိုက်ကဒေါသတကြီးနဲ့ချင်းကပ်လာပါတယ်ဂျော်ဂျန်ကအရန်ကြောက်နေပေမဲ့တန်တောင်းစွာနဲ့ပဲဆရာမတယောက်ရောက်လာပြီးသူ့ကိုကဲတင်လိုက်ပါတယ်ကျောင်းစင်းချိန်မှာဘယ်သူမှမမြင်ဘူးလို့ထင်တဲ့အချိန်မှာဂျော်ဂျန်ကအိတ်ထဲမှာဘာတွေဖြစ်နေလဲဆိုတာတီးဖို့အိတ်ကိုဖွင့်ကြည့်ပါတယ်ဒါပေမဲ့လူမိုက်ကရုတ်တရက်ပေါ်လာပြန်ပါတယ်ဂျော်ဂျန်လည်းကြောက်လန့်ပြီးတောင်းပန်နေရပါတယ်လူမိုက်ထွက်သွားတဲ့အခါအယုတ်လေးကပြန်ပြီးဆက်တော့ပြန်ပါတယ်ငါနင်းကိုတင်ငန်းစာပေးမယ်နင်ကအနက်ဆိုးတယ်ဒီလူမိုက်ကောင်နင်ကစစ်တက်စရာကောင်းတဲ့သူပဲအယုတ်လေးကစက်တက်စနေလို့လူမိုက်ကဒေါသထွက်ပြီးဂျော်ဂျန်ကိုလိုက်ဖမ်းပါတယ်မမီတော့မဲ့အချိန်မှာအယုတ်လေးကကမ်းလန်းချက်တစ်ခုလုပ်လိုက်ပါတယ်လူမိုက်ကိုတူရှင်းပေးမယ်ဒါပေမဲ့ဂျော်ဂျန်ကတစ်ခုခုလုပ်ပေးရမယ်လို့ဆိုပါတယ်စဉ်းစားချိန်မရတော့တဲ့ဂျော်ဂျန်လည်းသဘောတူလိုက်ပါတယ်ချက်ချင်းဆိုသလိုပဲအယုတ်လေးကအိတ်ထဲမှာရှူဝင်သွားပြီးစက်ကူပြူတစ်ခုလေးရာဘာတက်တစ်ခုထဲကလက်လုံးလက်နက်တစ်ခုနဲ့လူမိုက်ကိုတစ်ချက်တည်းနဲ့ကျူးချလိုက်ပါတယ်အိမ်တန်ရောက်တော့လေဂျော်ဂျန်ကကြောက်ရွံ့နေစေပါအယုတ်လေးကရွှေကက်တစ်ခုကိုထုတ်ပြပါတယ်သူစားမဖက်တက်လို့အဲ့ဒီလူရိုးမှာတထေးကိုရှာဖို့ဂျော်ဂျန်ရဲ့အကူအညီလိုအပ်နေတာပါဒါပေမဲ့ကက်ပေါ်ကနာမည်ကိုကြည့်လိုက်တဲ့အခါဂျော်ဂျန်ရဲ့နှလုံးခုန်လုံးကြီးလက်တော်မတက်ပါပဲဘာလို့လဲဆိုတော့အဲ့ဒီနာမည်ကသူတဘောကြနေတဲ့ကောင်မလေးရဲ့ဖခင်နာမည်ခင်နေလို့ပါပြဿနာကကောင်မလေးကရေးရင်းတဲ့သူတွေကိုပဲကြိုက်တာပါဂျော်ဂျန်လိုကြောက်တဲ့သူကတော့အခွင့်အရေးလုံးဝမရှိပါဘူးပါတီပွဲထိပ်စာရဖို့ဆိုတာဝေရောပေါ့ဒါပေမဲ့အယုတ်လေးကအစီအစဉ်ရှိတယ်လို့ပြောပါတယ်ဂျော်ဂျန်ကလူမိုက်ကိုနိုင်အောင်လုပ်နိုင်ရင်အနိုင်ကျင့်ခံရတဲ့ဘဝကလူမြောက်ရုံတင်မကပဲကောင်မလေးကလည်းသူ့ကိုအမြင်တင်းနဲ့မြင်လာမှာပါသူတို့နှစ်ယောက်အလုပ်ဆက်ကြပါတယ်ဂျော်ဂျန်ကဆီယာမကိုအာယုံလက်ပေးထားချိန်မှာအယုတ်လေးကအတန်းနဲ့ဝင်ပြီးပစ္စည်းတွေခိုးပါတယ်ဂျော်ဂျန်ပစ္စည်းတွေရတဲ့အချိန်မှာသူ့အကူဖက်တီရောက်လာပါတယ်သူကဂျော်ဂျန်ရေးထားတဲ့အချစ်စာတော်ကိုလူယူပြီးအားလုံးကြားထဲမှာဖက်ပြဖို့ပြင်ပါတယ်ဂျော်ဂျန်လည်းဘာလို့ရမှမသိဖြစ်နေပါတယ်အယုတ်လေးကကျောင်းရဲ့အတန်ချစ်စခန်းနဲ့ကိုဝင်ပြီးဂျော်ဂျန်တန်တိုင်းအတန်တုတ်လောက်ကကောင်မလေးကိုအချစ်ဖွင့်ထားလိုက်ပါတယ်ဂျော်ဂျန်လည်းရှက်လွန်းလို့မြေကြီးထဲဝင်သွားချင်စိတ်တောင်ပေါက်ပါတယ်ဒါပေမဲ့သူ့ထက်ဆိုတဲ့အရာတစ်ခုရောက်လာတော့မှာပါအယုတ်လေးကဂျော်ဂျန်ကိုအမိုက်ပုံးပေါ်တက်ခိုင်းပြီးသူ့ကိုအယုတ်တစ်ခုလိုတုံးကလူမိုက်ကိုတိုက်ပွဲခေါ်လိုက်ပါတယ်ဒါကကောင်မလေးရဲ့ပါတီပွဲမတိုင်ခင်တရက်မှဖြစ်လာမှာပါလူမိုက်ကအမြဲနိုင်ကျင့်နေတာကြောင့်ဘယ်သူမှမပြောရဲခဲ့ကြပါဘူးအခုတော့ဂျော်ဂျန်ကရဲရဲဝံ့ဝံ့ရက်တည်လိုက်တဲ့အတွက်တဒန်းလုံးကအားပေးကြပါတယ်ကောင်မလေးကလည်းသူနဲ့အတူပါတီပွဲတက်ဖို့ဖိတ်ခေါ်လိုက်ပါတယ်ကောင်မလေးရဲ့အားပေးမှုရပေမဲ့ဂျော်ဂျန်ကတော့ကိုယ့်ကိုယ်ကိုယုံကြည်မှုမရှိသေးပါဘူးဒါကြောင့်ပဲခိုးလာတဲ့ပစ္စည်းတွေကိုတုံးရတာပါအယုတ်လေးကဂျော်ဂျန်ကိုထောင်ချောက်တွေဆောက်ဖို့နေရာတစ်ခုခေါ်သွားပါတယ်အယုတ်လေးရဲ့လက်ချပေးမှုနဲ့ဂျော်ဂျန်ရဲ့တိုက်ခိုက်ရေးစွမ်းရည်တွေတိုးတက်လာပါတယ်အယုတ်လေးကလည်းသူ့ကိုအားပေးပါတယ်သူတို့မှအချိန်ခါနေရအရှိန်ဟုန်အားလုံးရှိနေပြီမှုရှုံးမှုအကြောင်းမရှိပါဘူးအတူတူအချိန်ကုန်ဆုံးရင်သူတို့နှစ်ယောက်ရင်းနှီးလာကြပြီးထောင်ချောက်တွေဆောက်ပြီးတဲ့အခါအယုတ်လေးကသူ့အတိတ်ကိုပြောပြပါတယ်သူကတစ်ချိန်ကကလေးတွေကိုကောက်ွယ်ပေးဖို့ကတိပြုထားတဲ့နေကြတယောက်ပါဒါပေမဲ့ရန်သူတွေဝင်လာတဲ့အခါကလေးတွေကိုမကောက်ွယ်နိုင်ခဲ့ပဲမိအောင်ကျွမ်းသွားခဲ့ပါတယ်အဲ့ဒီအချိန်မှာမိုးချိုးပစ်ချခဲ့ပြီးသူကအချိန်ကြီးသွားနိုင်တဲ့စွမ်းအားကိုရခဲ့ပါတယ်ကလေးတယောက်အနေနဲ့ရှိတိုင်းသူကပေါ်လာပြီးမကောင်းဆိုးဝါးတွေကိုတိုက်ခတ်ကအတိမဲ့သူတွေကိုကောက်ွယ်ပေးတာပါဒါကြောင့်ပဲသူကဒီလူမျိုးမှာတထေးကိုရှာနေတာပါတိုက်ပွဲနေရောက်လာပါပြီဂျော်ဂျန်ကကြောက်တလုံးနဲ့အရင်ဆက်လိုက်ပါတယ်လူမိုက်ကဒေါသကြီးနဲ့လိုက်လာပြီးမဲ့ဂျော်ဂျန်ခင်းထားတဲ့ထောင်ချောက်ဖဲကိုတမ်းပြီးဝင်မိသွားပါတယ်လေကားချစ်ပေါ်တက်ဖို့ကြိုးစားပြီးမဲ့ဂျော်ဂျန်ကအောက်ကတသားပြားတွေကိုဆွဲထုတ်လိုက်ပါတယ်အားလုံးရှိမှအဆက်ခွဲသွားတဲ့လူမိုက်ကတခြားလမ်းမှာသွားဖို့ကြိုးစားပြီးမဲ့နောက်ထပ်ထောင်ချောက်ဖဲထက်ကျသွားပြန်ပါတယ်ဒီလူလေးကကျိုးကိုဖျက်လိုက်တဲ့အခါလူမိုက်ကရှုံလုံးလေးကိုပြုတ်ကျသွားပါတယ်ဒါပေမဲ့ဂျော်ဂျန်ပြီးပြီလို့ထင်လိုက်တဲ့အချိန်မှာလူမိုက်ကနောက်ဆုံးအချိန်အာတင်ပြီးအချိန်ပြင်းပြင်းနဲ့ဂျော်ဂျန်ကိုမြေပြင်ပေါ်ပစ်ပေါက်လိုက်ပါတယ်ဂျော်ဂျန်လည်းလေ့ကျင့်ထားတဲ့အတိုင်းကန်ချက်တစ်ချက်နဲ့အနိုင်ယူလိုက်ပါတယ်လူမိုက်ကမီလုံနိုင်စွာနဲ့ကြည့်နေပါတယ်အိတ်ထဲကအယုတ်လေးကိုကြည့်ပြီးဂျော်ဂျန်လည်းယုံကြည်မှုရှိတာကလူမိုက်ကိုအနိုင်ယူလိုက်ပါတယ်တဒန်းလုံးကအားပေးတဲ့အတန်တွေစူညံသွားပါတယ်ကောင်မလေးကလည်းသူ့ကိုထပ်ဖိတ်ပါတယ်ဒါပေမဲ့သူ့အိမ်ရောက်တဲ့အခါအယုတ်လေးကဓာတ်ကိုထုတ်ပြီးလူကိုကြည့်လိုက်တော့မှပြောင်းဝင်သွားပါတယ်ဘာလို့လဲဆိုတော့သူကလူရိုးမှတထေးမဟုတ်ပဲနာမည်တူတူတယောက်ဖြစ်နေလို့ပါဒါပေမဲ့သူတို့စကားပြောရင်းနဲ့တထေးရဲ့လိပ်စာကိုမတော်တဆသိသွားပါတယ်အယုတ်လေးကတော့စောက်ရတာကြားလာပြီးမှုတစ်စက်တန်တော့မဆောင်ချင်တော့ပါဘူးဂျော်ဂျန်ကိုချက်ချင်းသွားဖို့တိုက်တွန်းပေမဲ့ဂျော်ဂျန်ကတော့ကောင်မလေးနဲ့အဆင်ပြေနေပြီးမှုမသွားချင်ပါဘူးသူကအယုတ်လေးကိုတိုးလိုက်ပါတယ်စစ်ဆိုးသွားတဲ့အယုတ်လေးကဂျော်ဂျန်ရဲ့အင်ဂျီပေါ်ရက်တွေလောင်းချပြီးသူ့အတန်နဲ့ပဲသူစီးသွားတယ်လို့ပြောလိုက်ပါတယ်ဂျော်ဂျန်ဘယ်တော့ပဲရှင်းပြပါစီအလကားပါပဲအယုတ်လေးကကောင်မလေးရဲ့တကားဝကိုသွားပြီးဂျော်ဂျန်ရဲ့အတန်နဲ့ပဲဆဲဆိုလိုက်ပါတယ်အဲ့ဒါနဲ့ပဲဂျော်ဂျန်ကကောင်မလေးရဲ့အချစ်ကိုဆုံးရှုံးပြီးအိမ်ကနေအထုတ်ခံလိုက်ရပါတယ်နောက်တော့အယုတ်လေးလည်းလွန်သွားမှသိလို့ဂျော်ဂျန်ကိုကတိပေးပါတယ်တထေးကိုတွေ့ရင်အားလုံးကိုပြန်ပြေးပေးမယ်လို့ပြောပါတယ်သူတို့နှစ်ယောက်ပြန်ပြီးလက်တွေ့ကြပါတယ်နေရာရောက်တော့အယုတ်လေးကကင်မရာကိုကစ်ခတ်တက်စီလိုက်ပါတယ်အထဲကိုခိုးဝင်ပြီးလေရင်လက်မှတ်ကိုတွေ့လိုက်ရပါတယ်တထေးကထွက်ပြေးဖို့ပြင်နေတာပါသူတို့အတန်ကြောက်ခွေးတကောင်ဟောင်းပါတယ်အဲ့ဒီအချိန်မှာအယုတ်လေးကခွေးကိုဖမ်းချုပ်လိုက်ပါတယ်တထေးကအတန်ကြောက်လို့ဖက်ကြည့်တဲ့အချိန်မှာအယုတ်လေးကဓာတ်နဲ့တန်းပြီးထိုးလိုက်ပါတယ်ဂျော်ဂျန်ကလက်ကိုဆွဲထားလိုက်လို့ဓာတ်ကတကားမှာစိုက်သွားပါတယ်တထေးကအရန်ကြောက်ပြီးထွက်ပြေးကအချက်ပေးခေါင်းလောင်းကိုတီးလိုက်ပါတယ်ရဲကားတွေရောက်လာပါပြီအယုတ်လေးကအမျက်ဆုတ်ခွာဖို့ပြောပါတယ်
သူကအင်ဂျီချစ်ကိုယူပြီးကလာကကိုချီကတစ်ပစ္စည်းကိုတစ်လွတ်ပြီးထွက်ပြေးသွားပါတော့တယ်ရဲတွေမရောက်ခင်မှာပဲသူတို့နှစ်ယောက်အသေးအတန်ထွက်ပြေးနိုင်ခဲ့ပါတယ်လမ်းမှာတော့ဒီရုပ်လေးကဂျော်ဂျန်သူ့ကိုတားဆီးလိုက်လို့စိတ်ဆိုးနေတော့မှာပဲဒါပေမဲ့ဂျော်ဂျန်ကတော့သူ့ရဲ့တိကျအတိုင်းခံနေမှာပဲဒါဟာဥပဒေရှိတဲ့လူပွဲစီဖြစ်လို့လူတွေကိုဒီတိုင်းလျှောက်တက်လို့မရဘူးလို့သူကညှင်းခုန်လိုက်ပါတယ်ဒီရုပ်လေးကဘာမှပြန်မပြောတော့ပဲဒါကိုဂျော်ဂျန်စီချင်းရွယ်ပြီးတတိယခီးပွားတေးစိတ်ချက်လက်တွေကိုတောင်းဆိုပါတယ်ဂျော်ဂျန်ကညှင်းဆန်လိုက်တဲ့အခါအရုပ်လေးကသူ့ညီကိုအစားထိုးတက်တင်မယ်လို့ချင်းချောက်လာပါတယ်ဂျော်ဂျန်လည်းသူ့ညီကိုကောက်ွယ်ဖို့အိမ်ကိုအပြေးလွှားပြန်သွားပြီးမိဘတွေကတကားဖွင့်လိုက်တဲ့အချိန်မှာသူ့လက်ထဲကဓာတ်ကိုမြင်သွားပါတယ်ဂျော်ဂျန်ကဘာကူမှရှင်းပြလို့မရခဲ့ပါဘူးသူ့ညီကိုထပ်ပြီးအနေပြုမှာကြောက်တဲ့အတွက်မိဘတွေကသူ့ကိုဆေးရောဂါကူဆေးကိုပို့လိုက်ပါတယ်အဲ့ဒီမှာအရုပ်လေးကစောင့်နေပြီးသားပါသူကဂျော်ဂျန်ကိုတတိယရဲ့လေရင်ချင်းကိုအတင်းကျပ်မြင်းညံ့နေပါတယ်ဂျော်ဂျန်ကလည်းတတိယအပြစ်ရှိရင်ဥပဒေတိုင်းပဲဖြေရှင်းရမယ်လို့ပြောပြီးသူ့မှာအစီအစဉ်တစ်ခုရှိနေပါတယ်သူတို့နှစ်ယောက်နောက်ထပ်သဘောတူညီမှုတစ်ခုရသွားကြပါတယ်ဆရာဝန်တယောက်ကိုချင်းချောက်ပြီးဆေးရုံကနေထွက်ပြေးခဲ့ကြပါတယ်ပြီးတော့ဂျော်ဂျန်ကတရားမဝင်တစီတွေရောင်းနေတဲ့သူစီကနေတစီများပြားကိုဝယ်လိုက်ပြီးအရုပ်လေးကိုတုံးပြီးတော့အဲ့ဒီရောင်းတဲ့သူကိုဖမ်းဆီးလိုက်ပါတယ်ရဲတွေကိုဖုံးဆက်ပြီးတန်တာတွေကိုသူတို့လက်ထဲအပ်လိုက်ပါတယ်နောက်တစ်ဆက်အနေနဲ့အရုပ်လေးကသူ့ကိုယ်သူဓာတ်နဲ့ခွဲပြီးအဲ့ဒီတရားမဝင်တစီတွေကိုသူ့ပိုက်ထဲထည့်လိုက်ပါတယ်အားလုံးစင်သစ်ဖြစ်သွားပါပြီတူတူဖြတ်တန်းခဲ့ရတဲ့အခက်အခဲတွေကြောင့်သူတို့နှစ်ယောက်ဟာတကယ်တငယ်ချင်းတွေဖြစ်သွားကြပါပြီသူတို့နှစ်ယောက်တယောက်ကိုတယောက်ဖက်ထားလိုက်ကြပြီးပထမပဲရလာတဲ့တငယ်ချင်းတွေတာရဲ့နှွေးထွေးမှုကိုခံစားလိုက်ရပါတယ်နောက်တစ်နေ့မှာလေးစိတ်ကိုရောက်သွားကြပါတယ်အချင်းတက်ချစားတဲ့တတိကလေရင်ပေါ်တက်နေပါပြီအချိန်မရှိတော့တဲ့အတွက်အယုတ်လေးကသူ့ရင်ဘက်ကိုသူ့ကိုယ်တိုင်ထုပြီးဘိုက်ထဲကပစ္စည်းတွေကိုအပြင်ထုတ်လိုက်ပါတယ်အဲ့ဒီပစ္စည်းတွေကမူရစ်ဆေးရှာဖွေတကောင်ရဲ့ရှိကိုကျသွားပါတယ်ခွေးကအနက်ရသွားပြီးတန်ချိုးပြတ်ထွက်ကအယုတ်လေးနောက်ကိုလိုက်တော့ပါတယ်လူကုတ်ကြားထဲမှာကျွမ်းကျွမ်းကျင်ကျင်ရှောင်းတိန်ပြီးအယုတ်လေးကတတိလေးမတက်ခင်တစ်စက္ကန့်လိုမှာပဲသူ့ကိုခေါ်လိုက်ပါတယ်အဲ့ဒီအချိန်မှာခွေးလေးရောက်လာပါတယ်ရုံးရည်ဆန်ခတ်ဖြစ်နေတော့မှပဲအယုတ်လေးကနှစ်ပိုက်တက်ထွက်သွားပြီးတရားမဝင်ပစ္စည်းတွေတက်ကျဲသွားပါတယ်အထောက်ထားမိသွားတဲ့တတိကိုချက်ချင်းပဲဖမ်းဆီးလိုက်ပါတယ်မြို့ရဲ့တစ်ဖက်ခြမ်းမှာတော့ဂျော်ဂျန်ရဲ့ချစ်သူကသူ့ကိုပြန်လက်ခံလိုက်ပါတယ်ကောင်းကင်ကိုမိုးကြည့်လိုက်တဲ့အခါသူ့တငယ်ချင်းရဲ့ပုံရိပ်ကိုမြင်လိုက်ရပြီးဂျော်ဂျန်ရဲ့အားလုံးကိုနားလည်သွားပါတယ်မထွက်ခွာခင်ကအယုတ်လေးဟာဂျော်ဂျန်ရဲ့အတန်ကိုနောက်ဆုံးတစ်ချိန်အသုံးပြုပြီးသူ့မကိုတောင်းပန်ခဲ့ရမှာဂျော်ဂျန်ရဲ့ဘဝလည်းပုံမှန်တိုင်းပြန်ဖြစ်သွားပါတယ်အဲ့ဒီညမှာသူသတင်းကြည့်နေတော့အချင်းတက်တတိဖမ်းဆီးခံလိုက်ရတာကိုတွေ့လိုက်ရပါတယ်ကလေးအလုပ်သမားတွေကိုအမျက်ထုတ်ခဲ့တဲ့သူ့ရဲ့ရာဇဝတ်မှုတွေကကဘာတိအောင်ပေါ်ပေါက်သွားပါပြီတရားမျှတမှုကရောက်လာပါပြီအယုတ်လေးကတော့မရှိတော့ပါဘူးဒါပေမဲ့သူထားခဲ့တဲ့စောက်ရှောက်သူရဲ့စိတ်တက်ကဂျော်ဂျန်စီမှာအမြင့်တွေသွားပါပြီနောက်ပိုင်းမှာဘသူပဲအနေရရှိပါစေဂျော်ဂျန်ကရှေ့ကနေထွက်ရပြီးသူ့ရဲ့ဒီတင်းငယ်ပြီးရဲရဲနဲ့တငယ်ချင်းစတင်ခဲ့တာတွေကိုဆက်လက်လုပ်ဆောင်သွားတော့မှာပါ